အောင်မြင်တဲ့သူတွေဘဝမှာဘယ်တော့မှမနှောင့်နှေးတဲ့ဆုံးဖြတ်ချက်10ခုမင်္ဂလာပါမိတ်ဆွေတို့ရေနောက်မှလုပ်မယ်အချိန်ရှိမှစမယ်အခြေအနေကောင်းမှစူးစမ်းမယ်ဒီစကားတွေကိုကျွန်တော်တို့အားလုံးတစ်ချိန်ချိန်မှာပြောဘူးကြပါတယ်ဒါပေမဲ့ဘဝကိုအမှန်တကယ်ပြောင်းလဲနိုင်တဲ့သူတွေကတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုဘယ်တော့မှမနှောင့်နှေးကြပါဘူးသူတို့သိထားတာကအချိန်ကဘယ်သူ့ကိုမှမဆောင်ဘူးဒီနေ့လက်လွတ်လိုက်တဲ့အခွင့်အရေးကမနှက်ပြန်လာခြင်းမှလာပါလိမ့်မယ်ဒီနေ့မှာတော့အောင်မြင်တဲ့သူတွေဘဝမှာဘယ်တော့မှမနှောင့်နှေးတဲ့ဆုံးဖြတ်ချက်10ခုကိုမျှဝေပေးခြင်းပါတယ်စတင်ဖို့မနှောင့်နှေးဘူးအောင်မြင်သူတွေကအရာအလုံးပြည့်စုံမှစတာမဟုတ်ဘူးရှိတဲ့အခြေအနေနဲ့ရှိတဲ့အရင်းအမြစ်နဲ့ဒီနေ့ပဲစတင်တယ်စတင်ခြင်းကအောင်မြင်မှုရဲ့ပထမဆုံးခြေလှမ်းပါနှစ်သင်ယူဖို့မနှောင့်နှေးဘူးသိပြီးသားပါဆိုတဲ့စိတ်ကိုမထားဘူးစာအုပ်ဖတ်တယ်သင်တန်းတက်တယ်အတွေ့အကြုံကနေသင်ယူတယ်နေ့တိုင်းအသစ်တစ်ခုသိအောင်လုပ်တယ်3အမားကိုပြင်ဖို့မနှောင့်နှေးဘူးအမားလုပ်မိရင်ဖုံးကွယ်မထားဘူးအမြန်ဆုံးဝန်ခံတယ်ချက်ချင်းပြင်တယ်အမားကိုကြထားလေပြဿနာပိုကြီးလေပါပဲကျမ်းမာရေးကိုဂရုစိုက်ဖို့မနှောင့်နှေးဘူးနောက်မှလေ့ကျင့်ခန်းလုပ်မယ်နောက်မှကျမ်းမာရေးစောင့်ရှောက်မယ်ဆိုပြီးမဆောင်ဘူးကျမ်းမာရေးကအောင်မြင်မှုရဲ့အခြေခံအုတ်မြစ်ဆိုတာသိတယ်ငါအချိန်ကိုစီမံဖို့မနှောင့်နှေးဘူးလုပ်စရာတွေကိုအစီအစဉ်နဲ့လုပ်တယ်ဦးစားပေးအလုပ်ကိုအရင်လုပ်တယ်အချိန်ကိုမဖြုံးဘူး6ကိုရင်းနှီးမြှုပ်နှံဖို့မနှောင့်နှေးဘူးအသိပညာကျွမ်းကျင်မှုအတွေ့အကြုံဒီအရာတွေကဘယ်သူမှမခိုးနိုင်တဲ့ပိုင်ဆိုင်မှုပါဒါကြောင့်ကိုအမြဲတိုးတက်အောင်လုပ်တယ်9မကောင်းတဲ့အကျင့်ကိုဖျက်ဖို့မနှောင့်နှေးဘူးပြင်းရည်ခြင်းအချိန်ဖြုံးခြင်းအစိုးမြင့်ခြင်းဒီအကျင့်တွေကိုနောက်မှပြင်မဲ့လို့မထားဘူးဒီနေ့ကစပြီးပြောင်းလဲတယ်ကျေးဇူးတင်ဖို့မနှောင့်နှေးဘူးမိဘမိတ်ဆွေဆရာအလုပ်ဖော်ကိုကူညီခဲ့တဲ့သူတွေကိုကျေးဇူးတင်စကားပြောဖို့မဆောင်ဘူးကျေးဇူးတင်စိတ်ကဘဝကိုပိုလှပစေပါတယ်အိမ်မက်အတွက်ကြိုးစားဖို့မနှောင့်နှေးဘူးတနေ့တော့လုပ်မယ်ဆိုတဲ့စကားကိုအောင်မြင်သူတွေမပြောဘူးဒီနေ့တလန်းမဲ့ဖြစ်ရှေ့ကိုလှမ်းတယ်အရှုံးကနေပြန်ထဖို့မနှောင့်နှေးဘူးကြရှုံးရင်ဝမ်းနည်းနိုင်တယ်ဒါပေမဲ့အဲ့ဒီနေရာမှာမနေတာဘူးမြန်ပြန်ထတယ်ပြန်စတယ်နောက်တစ်ကြိမ်ပိုကောင်းအောင်ကြိုးစားတယ်ဘဝကိုပြောင်းလဲစေတဲ့အမှန်တရားမိတ်ဆွေတို့ရေဘဝမှာအကြီးမားဆုံးဆုံးရှုံးမှုကပတ်စံမဟုတ်ပါဘူးလှုပ်တဲ့အချိန်မှာမလှုပ်ခဲ့တာပါဒီနေ့လှုပ်နိုင်တာကိုမနှက်ဖြန်အထိမရွှေ့ပါနဲ့အချိန်ကတင်းဘဝရဲ့တန်ဖိုးအကြီးဆုံးအရင်းနှီးပါမိကုံတနေ့မှာတင်ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်လာခြင်းရင်ဒီနေ့တင်လှုပ်တဲ့အရာကိုစလုပ်ရပါမယ်အောင်မြင်သူတွေကအခွင့်အရေးကိုမဆောင်ဘူးအခွင့်အရေးကိုကိုယ်တိုင်ဖန်တီးတယ်ဒီနေ့တင့်ရဲ့ဆုံးဖြတ်ချက်တစ်ခုကနောက်တစ်ချိန်မှာတင်ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်ပါတယ်ဘဝအတွက်မှတ်သားစရာစတင်ဖို့အကောင်းဆုံးအချိန်ကဒီနေ့ဖြစ်တယ်တင်းငယ်တဲ့လှုပ်ဆောင်ချက်တွေကကြီးမားတဲ့ရလဒ်တွေကိုဖန်တီးပေးတယ်မရက်တဲ့သူကသာနောက်ဆုံးမှာအနိုင်ရတယ်အောင်မြင်မှုကကံတရားထက်အကျင့်ကောင်းတွေနဲ့ပိုသက်ဆိုင်တယ်တင်းရဲ့အနာဂတ်ကိုဒီနေ့ရဲ့ဆုံးဖြတ်ချက်တွေကတည်ဆောက်နေတယ်ဒီချက်ထဲကဘယ်ဆုံးဖြတ်ချက်ကိုတင်ဒီနေ့ကစပြီးချက်ချင်းလုပ်မယ်လို့ဆုံးဖြတ်ထားလဲခမတ်မှာထဲကနံပါတ်ကိုရေးပြီးတင်းရဲ့ရည်မှန်းချက်ကိုလည်းမျှဝေပေးပါ Like, comment, share, subscribe. Life Guide Boa Lenyu. ဘဝကိုပြောင်းလဲဖို့အကောင်းဆုံးနေ့ကမနေ့ကဖြစ်ခဲ့တယ်ဒုတိယအကောင်းဆုံးနေ့ကဒီနေ့ပါပဲ